ရှိရပေါ့လေအမေကအကြီးရှိရှိတယ်တဲ့အကင်းလည်းပါတယ်ထက်လည်းထက်မြက်တယ်တဲ့နင်းနေဝရပြောတယ်ဟိုဖွားဖွားတို့ကလည်းညံကောင်းတော့တယ်ဘာလို့ပြောလိုက်ရင်မြင်လွယ်တော့ကြတော့တယ်သူများပြောလို့ဒုံးဝင်ပြောစိတ်ကြည့်တော့လေသမီးတို့လည်းအဲ့လိုပဲတဲ့ပြောလိုက်လို့တန်းတော့မကောင်းစိတ်မရှိတော့ဘူးလေသူများအားနဲ့သူများသူတို့ကထက်နေထက်နေတော့ကြတော့စိတ်မရှိဘူးလေဒီလိုရတဲ့ကြောတက်တယ်မလားငါတဲ့ကြောလေးတက်လို့နှိပ်ပေးစမ်းပါဆိုရင် तू ကနှိပ်လို့မပြီးဘူးဘာလို့တယ်မလဲကိုဟာကိုအဲ့တဲ့ကြောတက်တက်တာအောင်လုပ်တဲ့နီးလန်းကိုပြလိုက်တာနောက်အားကိုရဲ့ကြည့်လို့ तू မလုပ်စေချင်ဘူးကိုကလုံးတက်ကြိုင်တာအောင်ကိုကလေ့ကျင့်ခန်းကိုပေးတာလေ့ကျင့်ခန်းကိုတင်ပေးတာရဲ့ဘယ်လိုလုပ်သွားတဲ့ကြောတက်တယ်မတော်ဒီလိုမျိုးသူ့ကိုနှိပ်ခိုင်းလိုက်ကြီးနှိပ်မပေးဘူးလိုလေးလုပ်လိုက်ဘယ်ဟာဘယ်လိုလုပ်ခါမမှန်နေပြီးလို့ရှင်ဒီလက်ကိုဒီလိုမျိုးနောက်ကိုဒီမျိုးတော့နောက်တစ်ခါကလည်းဒီတက်ရောင်တဲ့ကိုလိုမျိုးဆွဲတော့ဆိုကျွန်တော်ပြောတတ်တာကဒီကအဲ့လိုလုပ်နေတာတော့ဘောလီလေးတွေ့နေတာဒီကျင်ညာမရှိပြောသလိုပဲငါကလေးတော်မှလုပ်တဲ့ဒါရလေးကျင်ညာတုံးလို့ဆိုတော့အိမ်ရှိလမ်းမှာလေလမ်းဆောင်နေတယ်လက်လွဲလိုက်တာလွဲလုံးလို့အစ်စ်ပြုတ်သွားဒီကဘာဖြစ်တာလဲအစ်လွဲသွားအဲ့လိုဘောလီတော်လွဲလို့မရပြီးရင်မမသူကလည်းဘယ်လိုလုပ်ခန့်ဝေးရမှာနောက်ပြီးလက်ကိုလုံးထောက်ပြန်ခေါင်းကိုကော့နိုင်တယ်လို့ပေါ့ကျွန်တော်နှိမ်မပေးဘူးအဲ့တိုင်းတော့ခိုင်းတာနိုင်ငံတော်မှာပြောတယ်မိမိရဲ့